ကျွန်တော်အတွက်အထောက်အကူအပြုဆုံး diet tip ကပြင်ကျွန်တော် client တွေလို့ကျွန်တော်ဒါအမြဲပြောတယ် like အစားအသောက်ကိုဒီဟာပဲစားတတ်အောင်ကျင့်ပြီးပါဘာလို့လဲဆိုတော့ကျွန်တော်နားလေတယ်အစားတစ်ခုပဲစားတာပြင်းစရာကောင်းတယ်ဆိုတော့ဒီလေ like ဟိုဟာကျွန်တော်တို့လောက်ရတာခက်တယ်ဒီအသားဆိုလဲအသားကဘာသားမှအများကြီးမှမရှိအောင်ဒီမှာကြက်သားရှိမယ်အမဲသားရှိမယ်ကျွန်တော်ငါးရှိမယ်အသားတွေထဲမှာကျွန်တော်ပြောင်းစားလို့မရအောင်အများကြီးပြောင်းလို့မရအောင်အဲ့တော့ဒီဟာပဲကျွန်တော်စားတတ်အောင်လေ့ကျင့်ပါဒီအစားအသောက်ကိုဒီအရသာထက်လိုအပ်တဲ့ခန္ဓာကိုယ်ကလိုအပ်လို့စားပေးရလို့ကျွန်တော်ကျင့်နိုင်တယ်ဆိုရင်တော့အကောင်းဆုံးပဲပေါ့ဒီမှာကျွန်တော် nutrition ရအောင်လို့အစားအသောက်တွေကိုမြင်တတ်ပါဒီအရသာအတွက်ပဲကျွန်တော်စားမယ်ဆိုရင်တော့ကျွန်တော်ဖြစ်တယ်လို့ပဲစားနေမှာအကုန်လုံးကလိုက်အဲ့ဒါဆိုရင်ကျွန်တော် result ကထွက်ဖို့အရန်ခက်တယ်လို့ကျွန်တော်ထင်တယ်ဒီတက်နိုင်လောက်နေ့စဉ်ဒီတိုင်းစားတဲ့အရာတွေကဒီဟာရွေးကျွန်တော်ရှိတယ်ကျွန်တော် gym မသွားခင်စားမယ့်အစားအသောက်တွေကဒီဟာဟုတ်တယ်မလားကျွန်တော်ဒီမနက်ထားလာပြီဆိုရင်ကျွန်တော်ဒီအစားအသောက်ပဲကျွန်တော်စားမှာတခြားဟာကျွန်တော်စိတ်ဝင်စားအောင်ကျွန်တော်နားလေတယ် like စက်သားကြီးပဲစားတာ like တိတ်ပြီးတော့ပြောကြမကောင်းဘူးဒါပေမဲ့ကြိုပြီးတော့ချက်ထားကြိုပြီးတော့ကိုသဘောကျမဲ့ပုံစံတွေကျွန်တော်ချက်ပြီးတော့ခါကျကျွန်တော်သဘောကျမဲ့ seasoning ကျွန်တော်တို့စားတွေဘာတွေဒီမလားဒါအကုန်လုံးနဲ့ကျွန်တော်တေချာလုပ်ထားပြီးတော့အများကြီးကျွန်တော်ချက်ထားပြီးတော့စားတော့မယ်ဆိုရင်အဲ့ဒါလေးကိုနှွေးပြီးစားတာအများကြီးပို့ပြီးတော့ကျွန်တော် result ရစေရယ် okay အဲ့ဒါတော့ကျွန်တော် diet tip